ဒီနေ့ပြောပြပေးမယ့်အကြောင်းအရာလေးကတော့တရေမွေးတဲ့အိမ်ဒီမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ရမယ်ပရလောကဇလန်တစ်ခုပါရီကုန်းလုံးခေါ်တဲ့ကြွားတွေ့ရမှာဒေါ်မေဥပသိန်းဦးခင်ဝင်းဆိုပြီးတားမိ၃ယောက်ရှိတယ်ဗျတားမိ၃ယောက်လုံးကအသက်ကြီးနေကြပြီဗျအမေဖြစ်သူကအသက်80နာကတ်နေပြီတား၂ယောက်ကတော့တယောက်က60တယောက်ကအသက်50ရှိတယ်ဗျဒေါ်မေကျမ်းမကြီးကထောင်ထောင်မြည်တော့ဗျတားတွေကိုဆောက်ရှောက်နေရတော့ငယ်ကောင်ဆိုရဲသမားလူဆိုးဗျကြီးကောင်ကြတော့လိန်မာပေမဲ့ကျမ်းမာရေးမကောင်းဘူးဗျကြီးကောင်ဥပသိန်းကဘိုးတော်လိုပါလို့ဗျတပည့်တပန်းတွေနဲ့တခါလေသူ့စီမှာဒုတ်ပြီးထားပြီးအင်းတွေလာထိုးကြတယ်ပြီးတော့ဥပသိန်းကအိမ်မှာတရေမွေးရတယ်ဗျဥပသိန်းကအောက်ပိုင်းသိမ့်မကောင်းတော့လမ်းသိမ့်မလျှောက်နိုင်ဘူးတောင်ဝင်းနဲ့ဖြည်းဖြည်းချင်းသွားရတာထူးဆန်းတာကသူ့အမိဖွာတော်မီကတော့ကျမ်းမာရေးတောင်မီပဲအဲ့ဒါကြောင့်သူသားနှစ်ယောက်စားဖို့တောက်ဖို့စီစဉ်ပေးနေရတော့ပဲသူသားငယ်ကောင်ဦးခင်ဝင်းကတော့အတော်ဆိုးတယ်အားနေရင်အဖွားမေကြီးကိုပဲပြဿနာရှာနေတာရဲဖိုးတောင်းတယ်မပေးရင်အမေကိုမိုးမောင်ဆဲတာဗျအဖွားမေကြီးကပတ်စံရှိတယ်သူသားရက်တွေတောက်ပြီးတေကာနီးပုံစံအယိုးပဲရှိတော့မပေးတာဦးခင်ဝင်းကလည်းအရက်မဖြတ်နိုင်ဘူးထင်ပါတယ်ဗျအသက်အသေးခံပြီးတောက်နေတာမှတ်ရတယ်နေတိုင်းကိုတောက်တာတခါလေသူ့ကိုဥပတင်ကိုလည်းရန်ရှာသေးတယ်အဖွားတော်မေကြီးကတော့အသက်ကြီးပေမဲ့ကိုကျမ်းမာရေးဂရုစိုက်မအားပဲတားနှစ်ယောက်ကိုပဲဆောက်ရှောက်နေရတာဆိုတော့အတော်လေးစိတ်ညစ်နေတာပေါ့ဗျာဦးခင်ဝင်းကရက်မူရင်ရန်ကားတယ်ဆိုပေမဲ့အင်ဂျယ်ဗျသူ့အမေနဲ့သူ့ကိုပဲပက်ပြီးပြဿနာရှာတာသူတို့နေတဲ့အိမ်ကတခြားရွာနဲ့ဆက်နေတဲ့နေရာမှာနေတာဗျဘေးရွာကကညင်ပင်ရွာလို့ခေါ်တယ်အဲ့ရောက်ကလူတွေကနတ်တွေကူးကွက်ကြတယ်နတ်တွေကလည်းနာမည်ကြီးတယ်ဗျအကုန်လုံးကတမိုင်းကိုစီရှိတယ်အညိုးတွေနဲ့တေးပြီးနှစင်းဖြစ်နေကြတာဆဲရင်မကြိုက်ဘူးဗျသူတို့ရှိတဲ့ဘက်ကိုတေးလဲပေါက်ရင်တော့မကြိုက်ဘူးတောင်းမှန်ပြီးပေါက်ရတာတရက်မှာဦးခင်ဝင်ပုံမှန်မဟုတ်တော့ဘူးဘိုင်းနာတယ်ဆိုပြီးអော်နေတာတောက်လျှောက်ဆဲလိုက်ဆူလိုက်អော်လိုက်နေဗျအနားလာသမျှလူတွေကိုဆဲလွတ်တာဘိုက်ကြီးကလည်းပူလာတာအကြီးကြီးပဲ2ရက်3ရက်လောက်ကိုအဲ့အတိုင်းပဲဆေးထိုးလည်းမခံဘူးဆေးရုံခေါ်သွားမယ်ဆိုလည်းမရဘူးဗျအကုန်မောင်းထုတ်တာဆရာဝန်ပြင်လာတော့လေဆေးထိုးမခံပဲဆရာဝန်ကပါဆဲလွတ်တာအဲ့လိုနဲ့ဘယ်သူမှဘာမှလုပ်ပြီးလို့မရပဲလက်ပိုက်တာကြည့်နေရတယ်ဦးခင်ဝင်းကလည်းအသေးခံပြီးခေါင်းမာလာဗျရက်ပိုင်းလောက်ကြာလာတော့သူအားမရှိတော့ဘူးဆဲတဲ့တိတ်မကြရတော့ပဲအမောဖောက်ပြီးဟောဟဲဖြစ်နေပြီအဲကြမှာရွာထဲကလူတွေတည်င်းလာမင်းရင်ဆက်စုကြတာပေါ့အဲ့ဒီရက်မှာပဲဦးခင်ဝင်းကကြောက်လန့်ပြီးတော့လာနဲ့ကြောက်လို့ပါမလောက်ကြပါနဲ့ပဲပြောနေကြဗျရွာထဲကလူတွေလည်းဘယ်သူမှမရှိပါဘူးသူရှောက်ပြောနေတယ်ပဲထင်တာပေါ့ဗျာဒါပေမဲ့သူကမရက်ဘူးဗျကဲရပါဦးငါဘိုက်ကိုမိမနှစ်ယောက်တက်နေနေတယ်ကဲရပါဦးသူ့ကိုဘိုးတော့လဲဒီလိုပဲကြည်နေတယ်အချင်းတွေကလည်းမရတော့မှန်းသိတော့အကုန်လုံးကဥခင်ဝင်းကိုလက်လျှော့ထားရပြီသူအသက်ထွက်မဲ့အချိန်ကိုပဲစောင့်နေကြတော့တာမကြဘူးခဏနေတော့ဥခင်ဝင်းလည်းအသက်ပါသွားရောဗျလူတွေပြောကြတာသူတေးပြီးခဏကြာတော့သူ့ဘိုက်နေနေပြန်ပိန်ကျသွားတယ်ဗျသူနေတိုင်းဆဲနေလို့နတ်တွေကပဲစိတ်ဆိုးပြီးအသေးလောက်လာလားရွာတွေကမကြည်နေတဲ့တယောက်ကပဲလောက်တာလားသူ့ကိုပဲလှုပ်လိုက်တာလားဆိုတာတော့မသိဘူးဗျဒီကိစ္စကပြောကတော့မကင်းဘူးဒါပေမဲ့ရတမားတေကာနီးဆိုတော့ဘသူမှဂရုစိုက်မနေပဲကြော်သွားလိုက်ကြတာပေါ့ဗျာရွာထဲမှာပြန်ပြောကြတဲ့ကောလာဟာလာသတင်းကတော့သူ့ကိုကပဲတီးမခန့်နိုင်တော့လို့မွေးထားတဲ့တေးကိုတက်ခါလိုက်တာဖြစ်မယ်လို့ပြန်ပြောကြတယ်ဗျအဆုံးလေးနားဆင်ပြီလို့ကျေးဇူးတင်ပါတယ်ခင်ဗျဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ horror story လေးတွေနဲ့ PMN ထူးခြားတဲ့ story လေးတွေကိုနားထောင်နေနေဆိုရင်တော့ subscribe လုပ်ပြီးခေါင်းလုံးလေးနှိပ်သွားပြပါအောင်ခင်ဗျ